ကဲအားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့တူရီမောင်ဆိုင် YouTube channel လေးမှာကိုချစ်ကိုရေးချစ်မတွေအားလုံးကိုနှွေးထွေးစွာပြန်လည်ကြိုဆိုလိုက်ပါရဗျာနော်ကျွန်တော်ကလာတင်ပေးရတဲ့ဗီဒီယိုလေးကတော့မနက်ဖြန်နော်19ရက်6လ2026နော်တောက်ကြနေ့ပွဲသိမ်းနေ့အတွက်ကိုမဖြစ်မနေကြားရမယ်ဆိုတော့လေးလုံးဝေလေးရဲ့နော်မေယောကနန်းလေးရဲ့တော့ကောင်းလေးတွေကိုလာမျှောက်ပေးတဲ့ဗီဒီယိုလေးဖြစ်ပါရဗျာနော်အခုဗီဒီယိုလေးကိုမြင်တွေ့နေတဲ့ကျွန်တော် YouTube channel လေးကအကိုမှတူးတယောက်ချင်းစီတိုင်းရလဲဗီဒီယိုလေးကိုမရေးမကြော်ပဲအစားဆုံးလေးပြီးဆုံးအောင်ကြည့်ရှုပေးတော့ပါဗျာနော်ကိုရီမားရဲ့အားလုံးအတွက်ကိုလည်းအဆင်ပြေကြအောင်ရကြအောင်ပေါက်ကြအောင်ကျွန်တော်ဘက်ကနေအစွမ်းကုန်ကူညီပြီးထုတ်ပေးထားတဲ့မေယောလေးတွေဖြစ်ပါရဲ့ဗျာနော်ကဲကျွန်တော်ဗီဒီယိုလေးကိုကြည့်ရှုနေတဲ့ YouTube channel လေးကအကိုမှတူးတယောက်ချင်းစီတိုင်းရလဲစိတ်ချမ်းသာခြင်းကိုကြီးကျမ်းမာခြင်းတွေနဲ့ပြည့်စုံကြပြီးစီဝါဥစ္စာဒီရလားကြီးပွားတိုးတက်ကြပါစေလို့ကျွန်တော်ဘက်ကနေစုမကောင်းလေးတောင်းပေးလိုက်ပါရဲ့ဗျာနော်ကဲဒါဆိုလို့ရှိရင်ကျွန်တော်တို့မနက်ဖြန်နော်19ရက်နေ့တောက်ကြနေ့နော်ပွဲသိမ်းနေ့အတွက်ကိုသွားမယ်ဗျာနော်နေ့တိုင်းလေးတွေကိုသွားမယ်မနက်ဖြန်တောက်ကြနေ့အတွက်ကျွန်တော်ရဲ့လေးလုံးခွေလေးကိုရှင်သွားမယ်ဗျာနော်လေးလုံးခွေလေးကတော့3156အခွေလေးပါဗျာနော်မနက်ဖြန်တောက်ကြနေ့အတွက်ကျွန်တော်ရဲ့လေးလုံးခွေလေးကတော့3156အခွေလေးပဲဖြစ်ပါတယ်ဗျာနော်ပတ်တိအနေနဲ့ကတော့4ပတ်တိ6ပတ်တိပါဗျာနော်ပတ်တိအနေနဲ့ကတော့4ပတ်တိ6ပတ်တိပါခါတိုင်းလိုမျိုးပဲပတ်တိကိုစော့ရတာများတယ်ကျွန်တော်မောင်ဆိုင်ရွေးပေးတဲ့မေယောကနန်းလေးကိုမှထိုးကျင်ပါတယ်ဆိုတော့ကျွန်တော် YouTube channel ကအမျိုးတွေအားလုံးအတွက်ကျွန်တော်ဘက်ကနေနော်မေယောကနန်းလေးကိုထုတ်ပေးထားပါတယ်ဗျာနော်ပတ်တိက4ပတ်တိ6ပတ်တိပါဗျာနော်ကဲ4နဲ့ပတ်သက်တဲ့မေယောကနန်းလေးတွေကတော့4143 4640ပဲဖြစ်ပါတယ်ဗျာနော်ကဲ4နဲ့ပတ်သက်တဲ့မေယောကနန်းလေးတွေကတော့4143 4640ပဲဖြစ်ပါတယ်ဗျာနော်9နဲ့ပတ်သက်တဲ့မေယောကနန်းလေးတွေကတော့90 91 9293ပဲဖြစ်ပါတယ်ဗျာနော်ကဲ9နဲ့ပတ်သက်တဲ့မေယောကနန်းလေးတွေကတော့90 91 9293ပဲဖြစ်ပါတယ်ဗျာနော်ကဲဒါဆိုလို့ရှိရင်အကိုရီမားတွေအားလုံးအတွက်ကျွန်တော်မနက်ဖြန်တောက်ကြနေပွဲသိမ်းနေမှာနောက်ဆုံးပဲအိမ်ရယ်ဆိုတော့ရချင်တယ်ပေါက်ချင်တယ်ဆိုတော့အကိုမားတွေအားလုံးတော့ကျွန်တော်ဘက်ကနေတကွာကောင်းလေးအကိုရီမားတွေအားလုံးထပ်ထုတ်ပေးထားပါတယ်ဗျာနော်ကဲမနက်ဖြန်တောက်ကြနေပွဲသိမ်းနေတော့ကျွန်တော်ရဲ့တကွာကောင်းလေးကတော့95ပဲဖြစ်ပါတယ်ဗျာနော်မနက်ဖြန်19ရက်နေ့တောက်ကြနေပွဲသိမ်းနေတော့ကျွန်တော်တကွာကောင်းလေးကတော့95ပဲဖြစ်ပါတယ်ဗျာနော်ကဲဒါဆိုလို့ရှိရင်ကျွန်တော်တို့ဗီဒီယိုလေးကိုဒီမှာနေရန်နာမယ်ဗျာနော်ကျွန်တော်ဗီဒီယိုလေးကိုကြည့်ရှုပြီးတော့ like ထိုးနေတဲ့ကိုမတူတယောက်ချင်းတိုင်းရလဲမနက်ဖြန်တောက်ကြနေအပိတ်နေမှာငွေတို့ပိုင်းနိုင်ကြပြီးနော်စိတ်ချမ်းသာခြင်းကိုကြီးကျန်းမာခြင်းတွေနဲ့ပြည့်စုံနိုင်ကြပါစေမင်္ဂလာရှိသောမင်္ဂလာနေ့ရက်လေးတွေကိုပိုင်းဆိုင်နိုင်ကြပါစေလို့ကျွန်တော်ဘက်ကနေဆုမွန်ကောင်းလေးတောင်းပေးလိုက်